Hello အားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော် day 13ပေါ့နော် day 13မှာကျွန်တော်ဘာဖြစ်လို့3မိနစ်ဗီဒီယိုပဲရိုက်လဲဆိုတော့ကျွန်တော်ပြောပြမယ်အဓိကကျွန်တော်တို့ကဒါဒီဟာကကျွန်တော်တို့ဒီ branding ပေါ့နော်ကိုယ့်ကျွန်တော်ရဲ့ personal branding marketing ပြီးတော့ဒီကျွန်တော် share ခြင်းတဲ့အကြောင်းအရာတွေကိုလုပ်တာဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်ဒီနေ့ကိုဗီဒီယိုတစ်နေ့တစ်ခုတင်နေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကကြာဒါ commitment လည်းဖြစ်တယ်ကျွန်တော်နေတိုင်းဒီဟာကိုရအောင်လုပ်တယ်ပေါ့နော် daily routine အနေနဲ့လုပ်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီဒါကိုဒါ practice လဲလုပ်နေလို့ဖြစ်တယ်လို့ကိုသိတဲ့ဟာတွေကိုလည်း share တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အမြဲတမ်းပုံမှန်လုပ်ဖို့ဆိုတာတကယ်တမ်းဒီကျွန်တော်3မိနစ်လို့ကျွန်တော်ကလုပ်ပြီပဲတကယ်တမ်း editing တွေပါလုပ်လိုက်ဆိုရှင်တကယ်တမ်းအချိန်ကနိုင်ဝက်နဲ့45မိနစ်ကြာကျွန်တော်ကြာပါတယ်တကယ်တမ်းတော့မလွယ်ဘူးပေါ့နော်ပြန်လုပ်ရတယ်ပေါ့နော်နောက်ကျတော့ကျွန်တော်ဒီပို့ပြီးတော့နားလေလာတယ်လူတွေကဘာတွေလိုချင်တယ်ဘာတွေသိချင်တယ်ဆိုတော့ပို့ပြီးတော့နားလေကြကျွန်တော်အဲ့ဒါကို gradually improve လုပ်ပေးလို့ရတယ်ပေါ့နော်တချို့ကြာကျွန်တော်ပြောပဲကျွန်တော်မိတ်ဆွေတွေတော်တော်များများရတယ်ဒီကွာအရေးချင်းလည်းအရန်ရှိတယ်သူတို့မှလည်းပစ္စည်းတွေ share ဒါပေမဲ့အဲ့ဟိုနော်edit လုပ်နေရတာနေသူတို့ကပုံနေဗီဒီယိုတွေမတင်ပြတော့အဲ့အမျိုးပတ်တန်းနေကျွန်တော်ဖောက်ထွက်ပြီးတော့ကျွန်တော်ဒီ casually shop နေနဲ့ကျွန်တော်ကတဖြည်းဖြည်းသွားဖို့ရည်ရပါတယ်အဲအကြောင်း3မိနစ်ပဲလုပ်ဖြစ်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်နေ့စဉ်ကျွန်တော်တွေ့တဲ့နေ့တူကအကြောင်းအရာတွေကျွန်တော်ဖတ်ဖူးတဲ့ဟာတွေကိုကျွန်တော် share ပေးလို့အကျိုးရှိမှထင်ပါတယ်နောက်ပဲကျွန်တော်ဒီ algorithm တွေကျွန်တော်နည်းနည်းသဘောပေါက်လာပြီနော်လူတွေကဘာတွေလိုချင်လဲဘယ်လိုပုံစံမျိုး present လုပ်ရင်အဆင်ပြေမလဲဆိုတော့တဖြည်းဖြည်းနားလည်လိုက်ပါတော့နောက်တစ်ခုကျအားလုံးသိလိမ့်မယ်ကျွန်တော် indo setting ကိုတားမကြိုက် outdoor ကိုကြိုက်တယ်ပေါ့နော်ဒါပေမဲ့ indo ကကျတော့အတန်တွေပါနေနဲ့ပတ်သက်လာရင်ပို့ပြီးကောင်းတယ် outdoor ကျတော့နည်းနည်းအတန်နဲ့ပတ်သက်လာရင်တော်တော်လေးအားနေတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကကြာဒီလိုမျိုး outdoor မှာသွားပြီးတော့သဘောအဲ့ဒါကိုတော့ရတာကိုသဘောကျတာပေါ့နော်အဲ့တော့ပပလေးနဲ့နေ့စဉ်သွားမယ်အဲ့လိုမျိုးပုံစံမျိုးပေါ့အများနဲ့ပုံမှန်လေး consistent လေးလုပ်မယ် share သွားတဲ့ပုံစံမျိုးပေါ့နော်အဓိကအဲ့ဒါပါပဲအဓိက3မိနစ်ဆိုတာဒါအဓိကနောက်က YouTube ပေါ့နော် YouTube မှာသူက3မိနစ်ဆိုလို့ရှိရင် YouTube short ရတယ်အဲ့ဒါကိုကျွန်တော်ကလိုချင်တာပါခင်ဗျအဲ့ဒါကြောင့်ကျွန်တော်အဲ့ဒါကို3မိနစ်ကို target ထားတာဖြစ်ပါတယ် gradually ပေါ့နော်နည်းနည်းစီလောက်သွားတယ် improve လုပ်သွားတယ်ပိုကောင်းအောင်လုပ်လာတယ်ဆိုတာရှိတယ်နောက်ပိုင်းကျွန်တော်ဟိုဖတ်မိတဲ့ဟာလေးပေါ့နော်နောက်ပိုင်းတောက်လျှောက်မှာရှေ့တောက်လျှောက်မှာတော့ကျွန်တော်ဖတ်မိတဲ့အကြောင်းအရာလေးတွေကျွန်တော်သိတဲ့အကြောင်းအရာတွေကျွန်တော်မိတ်ဆွေရှိတာကြားရတဲ့ဟာလေးတွေကိုကျွန်တော် share လုပ်ပေးတော့မယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျဒီတတိမှာ